ရေးကြီးဆုံးဟာလာပါပြီဒါကတော့ toilet ပေါ့နော် toilet အတွက်ကအိမ်သာသုံးဖို့အတွက်ဒါ portable ပေါ့နော် emergency toilet လို့ခေါ်ပါတယ်ကျမတို့ရဲ့မြန်မာပြည်လက်ရှိအနေထားကိုလည်းအများကြီးစိုးရိမ်နေရတယ်လို့ဂျပန်မှာလည်းလက်ရှိဖြစ်လာနိုင်တဲ့သဘာဝဘေးရနေတဲ့တွေအတွက်ကိုလည်းအများစိုးရိမ်နေရတယ်ပေါ့နော်အခုကျမ emergency bag ပြင်ဖို့အတွက်သွားပြီးတော့ဝယ်မလို့ပါပုံမှန်တော့ကျမမိနစ်ကတော့တစ်ခေါက်ပြင်ထားပြီးသားပေါ့နော်ဒါပေမဲ့ဒီနေ့မှာထပ်ပြီးတော့ထပ်တဲ့စင်နဲ့အရာလေးတွေရှိတော့သွားဝယ်မလို့ပါဝယ်ခဲ့လိုက်ပြီကျမတော့အဲ့တလုံးအပြည့်ရန်4000ကျော်ဖို့ပေါ့နော်4950လား5000နီးပါးဖြစ်နေပြီပေါ့နော်ဝယ်ခဲ့လိုက်ပြီတော့ကျမတို့ချိတော့မပါဘူးလို့တော့ပြောပေမဲ့လည်းစိတ်ပူတယ်လေနော်သူတို့နိုင်ငံကတော့ကြီးညာချက်တွေကမှန်ကန်တယ်ဆိုပေမဲ့ကိုရီးယားကျတော့သိရတဲ့အတိုင်းပဲမလုံခြုံတဲ့အတိုင်းပြည်မှာရှင်သန်လာတဲ့လူတွေဆိုစိုးရင်တော့တာပေါ့နော်စမလီမူဆိုတော့ကျမကဗာလေးဝယ်လာလဲဆိုတာကိုအားလုံးမျှဝေပေးပါမယ်။ဆိုတော့ကြာ2ယောက်ဆိုတော့2ယောက်စာဝယ်ရတယ်ပေါ့နော်။ဒီကောင်ကကျတော့အလူမီနီယံဆောင်ပါဒီမှာကျတော့အားလုံးသိတဲ့အတိုင်းပဲအရင်အေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုဟာမျိုးတွေက logo လိုအပ်တယ်ပေါ့နော်။အခုဆိုလို့ရှိရင်တကယ်ဆိုရင်ကျမတို့ကຫນွေဦးရောက်နေပြီ။ຫນွေဦးဆိုရင်အရင်မအေးရတော့ဘူးပေါ့နော်။ဒါပေမဲ့တဘာဝတရားကြီးကဖောက်လဲဖောက်ပြန်နေဖြစ်ပြီးတော့အခုမတရားအေးနေပါသေးတယ်။ဆိုတော့ကျမတို့ဒါအရေးအကြောင်းများတစ်ခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဒါဟာလိုအပ်နိုင်တယ်ပေါ့နော်။ဆိုတော့ဒါလေးလည်းဝယ်လာပါတယ်။ကျမဆောင်ကြီးပဲ2မျိုးဝယ်လာတာပါ။အဲ့ဒါလည်းခင်းအိတ်တဲ့ဆောင်ပေါ့နော်။ဒါကကြောင့်ခြုံတဲ့ဆောင်ပါ။ပြီးတော့လက်အိတ်ပေါ့နော်သူတွေမှာဘာတွေပါလဲဆိုတော့လက်အိတ်ပါတယ်ပြီးလို့ရှိရင်ကျိုးပေါ့နော်အရေးအကြောင်းသုံးဖို့အတွက်ကျိုးပြီးလို့ရှိရင်ဝီစီလေးပေါ့နော်ကိုအရေးအကြောင်းဆိုတခုခုဆိုလို့ရှိရင်လမ်းမအွန်လိုင်းတော့အားပြက်နေလို့မအွန်လိုင်းတော့တခုခုဆိုလို့ရှိရင်ဒီဝီစီလေးမှုတ်လို့ရအောင်လို့ပါဒါလေးလည်းကျွန်မ2ယောက်စာဝယ်လာပါတယ်ဒါလေးကကြတော့ပြောမှဆိုအနုမြူပေါ့နော်အနုမြူလေးသုံးဖို့အတွက်ပါ LED မီးလေးပေါ့ဆိုတော့အရေးအကြောင်းဆိုလို့ရှိရင်ကျမတို့ဘာမှမအွန်လိုင်းတော့စကားလုံးပြောနိုင်လို့ဆိုဒီဟာလေးအချက်ပြဖို့အတွက်ပေါ့နော်ဆိုတော့ဒါလေးလည်းတစ်ချောင်းဝယ်လာပါတယ်ကဲအရေးကြီးဆုံးဟာလာပါပြီဒါကတော့ toilet ပေါ့နော် toilet အတွက်ကအိမ်သာသုံးဖို့အတွက်ဒါ portable ပေါ့နော် emergency toilet လို့ခေါ်ပါတယ်ဆိုတော့ကျမတို့ပုံမှန်ရှိနေကြအများဆုံးအိမ်သာတွေပဲဖြစ်ဖြစ်တခုခုပေါ့နော်ဘလို့အိမ်သာမျိုးမဆိုသုံးလို့မရတော့တဲ့အနေအထားရောက်ပြီဆိုလို့ရှိရင်ဒီလိုမျိုး emergency bag ဟို toilet bag လေးတွေသုံးရမှာပေါ့နော်ဒါလေးလည်းကျမတယောက်တစ်ခုဝယ်လာပါတယ် wet tissue လေးတွေပါတယ်ပေါ့နော်တကယ်တော့ကျမမိနစ်က emergency bag ထဲမှာပြင်ထားပြီးသားပေါ့နော်မိနစ်ကမရလိုက်တဲ့ပစ္စည်းလေးတွေကိုအခုသွားထပ်ဝယ်လာတာပါဆိုတော့ဒါလေးလည်းထပ်လို့မယ်လို့ထင်လို့ထပ်ဝယ်လာတယ်ပေါ့နော်ဒါလေးကကျတော့ရေးချောင်းဆောရဆိုင်နေရေဆိုမာတို့ဘာလို့ဆိုလို့ရှိရင်ထည့်ဖို့အတွက်ရေစကန်အိတ်လေးတိတ်ဝယ်လာပါတယ်ဒါကတော့2ယောက်စာမယူတော့ဘူးဒါလေးကကျတော့တာဝါပေါ့နော်ဘတ်တာဝါဆိုရေချိုးရင်သုံးတဲ့တာဝါပေါ့နော်မျက်နှာတုပ်ပွားပဲသုံးနေတာပဲဖြစ်ဖြစ်ရေချိုးတဲ့နေရာမှာသုံးတာပဲဖြစ်ဖြစ်ဘလို့တာဝါမျိုးပဲဖြစ်ဖြစ်သုံးလို့ရအောင်လို့ဒါလေးလည်း notebook လေးလည်းဒီမှာထပ်ဝယ်လာတယ်ပေါ့နော်ဘောပင်တစ်ချောင်းနဲ့ notebook နဲ့ပေါ့ဒီထဲမှာကျမတို့အရေးကြီးတဲ့ emergency contact တွေအကုန်ထည့်ထားမယ်ပေါ့နော်ကျမအမျိုးသားနဲ့ကျမနဲ့ဆိုလို့ရှိရင်လည်းတယောက်ဖုန်းတယောက်ထည့်ထားရမယ်အရင်တော့ဆိုလို့ရှိရင်မြန်မာဖုန်းတွေဆိုလို့ရှိရင်တယောက်နဲ့တယောက်ကအလွတ်ရကြတယ်ပေါ့နော်အခုဒီဖုန်းတွေကြတော့ဂျပန်ရောက်တော့ကျမတို့ဖုန်းတွေကအလွတ်မရတော့ပါများတယ်ပေါ့နော်သူကနည်းနည်းလေးခဏခဏလည်းများသွားတဲ့ခါကျတော့အဲ့ခါကျတော့ကျမတို့ရေးထားရမယ်ပေါ့နော်အရေးအကြောင်းတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်လည်းကိုယ့်လူအချင်းချင်းကိုဆက်သွယ်ပေးလို့ရအောင်ပေါ့နော်ပြီးလို့ရှိရင်ကုမ္ပဏီပေါ့ကုမ္ပဏီရှိတဲ့လူကလည်းကုမ္ပဏီကလူတွေရဲ့နာမည်တွေကိုရေးထားရမယ်နာမည်နဲ့ဖုန်းနံပါတ်တွေနဲ့ပေါ့နော်ကျမဆိုလည်းကျမဆိုင်ရာလူတွေရဲ့နာမည်ဖုန်းနံပါတ်တွေကိုရေးထားရမယ်ပေါ့နော်ဆိုတော့ဒါလေးတွေအတွက်ကျမ notebook နှောက်ဝယ်လာပါတယ်တမီးလည်းသူကအမျိုးမျိုးရှိရဘယ်နှနိုင်ခံတာလဲပေါ့ဒီဟာလေးကိုတော့ကျွန်တော်နိုင်အများဆုံးဟာလေးကိုရွေးဝယ်လာပါတယ်ဆိုတော့သူကတော့နိုင်30လောက်ခံနိုင်နေပေါ့နော်ဆိုတော့ကကြတော့ရေတည်ဖို့ပေါ့နော်အရေးအကြောင်းဆိုလို့ရှိရင်ရေတနေရရတယ်ဆိုလို့ရှိရင်ရေသွားတည်လို့ရအောင်ရေတည်တဲ့ bag လေးပေါ့နော် emergency water bag ပါဆိုတော့ဒါလေးလည်းလိုအပ်မယ်ပေါ့နော်အကြိမ်များတစ်ခုခုဖြစ်လို့ရေတွေမရတော့ဘူးရေပေးနေတဲ့တနေရနေသွားတည်ရမယ်ဆိုလို့ရှိရင်ကျွန်မအဲ့ဒါလေးတွေသုံးရအောင်ပေါ့နော်ကျနောက်ဆုံးတော့တခဲပါတခဲကတော့ခုနကဓမီကိုသုံးဖို့အတွက်ပါဆိုတော့ဒါလေးကိုဖောက်ပြီးတော့မထည့်ထားတော့ဘူးကျွန်မတခါတည်းပဲဒီထဲမှာပဲထည့်ထားလိုက်မယ်အရေးအကြောင်းဆိုဖုန်းနဲ့တူတူပါလာတယ်ဆိုထည့်သုံးမယ်ပေါ့နော်အဲကြောင့်တော့ဆိုစားပြီးပေါက်သွားတာမျိုးတွေဖြစ်မှာဆိုလို့ဒီတိုင်းပဲထားတာပါမယ်အိတ်ပါဝယ်လာလိုက်တယ်ပေါ့နော်အိတ်ကအိမ်မှာတစ်လုံးရှိပြီးသားဆိုတော့အခုဆိုဒါတစ်ယောက်တစ်လုံးသုံးလို့ရပြီဆိုတော့နှစ်ယောက်လုံးကတူတူသဘာဝဘေးကနေတူတူကြုံတွေ့ရမယ်လို့လည်းပြောလို့မရဘူးလीနော်နှစ်ယောက်ကတနေရာစီလဲဖြစ်သွားနိုင်တယ်အမျိုးမျိုးသောအကြောင်းအရာဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့နှစ်ယောက်စာပြင်ဖို့ပြင်ထားရမှာပေါ့နော်အစားတော့ကျွန်တော်တို့ကတစ်လုံးပဲရှိရဲတစ်ခုပဲပြင်ထားတာပေါ့နော်အဲ့ထဲမှာမုတ်တွေလည်းပါတယ်နောက်တစ်ခုကကျတော့ကျမတို့
မိန်းကလေးဆိုလို့ရှိရင်မျိုးသမီးသုံးပစ္စည်းတွေပါတယ်အဲ့ဒါတွေပါအရင်အမှချက်စီဘတ်ထဲမှာအကုန်ပါတယ်ပေါ့နော်အဲ့တော့နောက်လို့ရှိရင်အဝတ်စားဆိုလဲတွင်းကန်တွေအစားအကုန်လုံးတစ်စုံထည့်ထားတယ်ပေါ့နော်ကဲမြရေးချောင်းဖြစ်လို့ညာကြီးမင်းထွက်ပြေးရတာပဲဖြစ်ညာကြီးမင်းတစ်ခုခုဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့တွင်းကန်တွေမှာဝတ်ထားမှာမဟုတ်ဘူးလေနော်ဆိုတော့အဲ့လိုဟာတွေအတွက်ကိုလည်းတခါတည်းကျမအရင်အမှချက်စီဘတ်အဟောင်းထဲမှာမနစ်ကတင်ထားဘူးလေပေါ့နော်အဲ့ဒီဗီဒီယိုတွေလည်းအဲ့ထဲမှာလည်းအကုန်လုံးထည့်ထားပြီးသားပါဆိုတော့အဲ့ဒီဟာတွေနဲ့ဒါတွေနဲ့ကိုမျှပြီးတော့ကျမတို့နှစ်အိတ်ပြန်ပြီးတော့ပြင်ပါပေါ့နော်နောက်တစ်ခါအစားတောက်ဆိုတဲ့နေရာမှာဒါမနစ်ကကျမထည့်ထားပြီးသားအစားတောက်ဒီပေါ့နော်မနစ်ကဆိုတော့မနစ်က17လပိုင်းလောက်ကဆိုတော့တိတ်မဝေးသေးဘူးပေါ့နော်ဆိုတော့အစားတောက်ဆိုတဲ့နေရာမှာလည်းကိုတွေကမီးရှိမှစားလို့ရမယ်ဟာရေရှိမှစားလို့ရမယ်ဟာမျိုးတွေမဟုတ်ပဲနဲ့ပေါ့နော်အလွယ်တကူစားလို့ရတဲ့ ready စားလို့ရတဲ့ဟာလေးတွေပဲထည့်ရမယ်ပေါ့ပြီးလို့ရှိရင်နည်းနည်းလေးစားလိုက်ကြတဲ့ဖိုက်ပြည့်မြန်မယ်ပြီးကြခံနိုင်တယ်ဆိုတဲ့ဟာမျိုးတွေကိုရွေးပြီးတော့ဝယ်ရမှာပေါ့နော်ဆိုတော့ကျမတို့ကတော့ protein bar လေးတွေထည့်ထားတယ်အဲ့တော့ protein bar လိုမျိုးစားတောက်လေးတွေဝယ်ထားတာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ဆိုတော့ကျမတို့ကစားတောက်လည်းရှိတယ်ရေလည်းရှိတယ်အကုန်လုံးလုပ်ထားပြီးသားပေါ့နော်ဒီကဆေးဝါးတွေလည်းရှိပါတယ်ဆေးဝါးလည်းရမ်းလို့ပါတယ်နော်အဲ့ဒါဆေးဝါးလည်းကျမ emergency အရင်ဖတ်ထဲမှာထည့်ထားပြီးသားဆိုတော့ကျမအခုတစ်ခေါက်တော့မပြတော့ဘူးเนาะအရင်တစ်ခေါက်ကမပါတဲ့ဟာလေးတွေကိုထပ်ပြီးတော့ပြပေးတာပါအဓိကအရေးကြီးတာကတော့ဆေးဝါးပြီးလို့ရှိရင်ရှေးတွိုင်းလက်သုံးတဲ့ဟာတွေပြီးလို့ရှိရင်အရေးပေါ်ချက်ပြဖို့အတွက်ပစ္စည်းတွေပေါ့เนาะအဲ့ဒါတွေကအရေးကြီးပါတယ်အစားအသောက်ပေါ့เนาะဆိုတော့အဲ့ဒါလေးတွေပါအောင်လို့အဓိက queue ဆိုင်ပြီးတော့ထည့်ကြပါလို့ပြောချင်ပါတယ်ဆိုတော့မြန်မာနိုင်ငံကလူတွေလည်းဒါလေးတွေအတူယူပြီးတော့အလားတူဆင်တဲ့ဟာလေးတွေကိုထည့်ပြီးတော့ဒီမျိုးလေးပြင်ထားပါလို့ပြောချင်ပါတယ်เนาะမြန်မာပြည်တွေလည်းဟုတ်ပါဘူးစကြဝဠာနယ်နာမှာရှိတဲ့လူနဲ့ပြန်မှာတတ်တော်ဝါတွေအားလုံးဒီသဘာဝဘေးရဲ့နေရောဘယ်သူမှမခံစားရပါစေနဲ့လို့ကျွန်တော်တို့ဆုတောင်းပေးပါတယ်အားလုံးပဲကြမ်းမှချမ်းသာကြပါစေ